Namo Tassa Bhagavato Arahato Sama Sambuddhassa. Namo Tassa Bhagavato Arahato Sama Sambuddhassa. Namo Tassa Bhagavato Arahato Sama Sambuddhassa. Danda Makatano Yawano, Danda Makatano. Danda Samakata, Danda Makata. Danda Majara Yobago, Abuta, Abuta Bozan. Tamai don't say, Danda Sam, Dajara Yob Tubao, Danda Makata, Lubekadi Puma, a Dema Bahu came Murubana. Tamai don't say that Danda Makatango, which you so and never Poqualabo. When the might be done. Oh, Nimavia, my point me about here. Dentasa Mekadasa, Denta Mekada, and in Dentasa, Dentasa Garo, what? A Dentasa, Mele, Mele, Mekadasa, Chinle, Denka Mekada, Mechin. Dengada, Dentasa Mekadasa, Duadaro, the Mahara, don't the map of Babia. Don't the Mahara don't the Mahara do, we do wedge up here. Damn, the Mekatanga, then the pony make that boat to pound her though. The Mahara don't the map of here. And the Danda Magada Maro to 80 lay, it is Oraga Abisimo Ho, Dandaru Makadara, Rabonino Usare, area Dana, Dandasa Chin Amo, Medule, Makadasa Chin Dule, Danda Magadan, Machimona, area Dana, which are doing a body major or Yobago Abutare, Zenoma, Ara 80 lay mobu. ပြီးဝတ်တဲ့ပြီးတော့ခြေထားတဲ့ပုံစံမဟုတ်ပါဘူးเนาะယောဂဘက်ကိုအာပြုထားတယ်လို့ဒီလိုမှန်ပါเนาะကုံထကိပိလိကံအဲ့တော့ကုံထကိပိလိကပဲပဂတိပြုမှာဆိုတော့သူဘာမှလုပ်ဆရာမလို့ပေါ့เนาะကဲဓမ္မိုက်တော်လည်းတော့ကုံထကိပိလိကံတင်ပါဗျာကုံထောစာကိပိလိကောစာကုံထကိပိလိကံကုံထောစာပိုးရွာလေကိပိလိကောစာချပုံလေကုံထကိပိလိကံပိုးရွာချပုံကုံထောစာကိပိလိကောစာကတမဟာရဒွန်တမတ်ဝိကျူဝကြဒွန်ကုံထကိပိလိကံကကုံထပုံနေကိပိလိကပုတ်တို့ပေါင်းထားတော့ဒွန်တမတ်ပုတ်ပါဗျာနောက်တစ်ခါကိတတရိတပပေါ့နော်အဲ့တော့သူလည်းပဲကိတတရိတပပဂတိပြုမှာဆိုတော့ရုပ်တွေမထူးပေါ့နော်ကဲဓမ္မိုက်တော်မီကိုကိတတရိတပံဓမ္မဗျာကိတောစာတရိတပောစာကိတတရိတပံကိတောစာဘောက်ဖတ်လေတရိတပောစာကင်းလေကိတတရိတပံဘောက်ဖတ်ကင်းပါဗျာကိတောစာတရိတပောစာကတမဟာရဒွန်တမတ်ဝိချူဝကြကိတတရိတပံကကိတပုံနဲ့တရိတပပုတ်တို့ပေါင်းထားတော့တမဟာရဒွန်တမတ်ပုတ်ပါဗျာအဲ့တော့ဒါဆိုလို့ရှိရင်တော့ဒါခုတ်တဇန္ဓုကပြီးရောပေါ့နော်အဲ့တော့ခုတ်တဇန္ဓုကမှာ तू ကဘလူးငယ်လုံးသတ္တဝါလေးတယ်လို့ဒီလိုသတ်မှတ်တဲ့အခါမှာတော့မေဒီနီဆရာတို့ကတော့အယိုးလုံးဝမရှိတဲ့သတ္တဝါတွေကိုပြောတာပေါ့နောက်တစ်ခါအလွန်သိငယ်ပြီးတော့ရုပ်တရက်မမြင်ရတဲ့အားစိုက်ကြည့်ပြီးတော့မှမြင်ရတဲ့သတ္တဝါတွေကိုခုတ်တဇန္ဓုကလို့ပြောပါတယ်တဲ့ဒါတော့ဘုဇုတအနေနဲ့ပေါ့နော်ဆယ်တော်ကြီးရဲ့မှတ်ချက်အဲ့တော့သိငယ်တဲ့သတ္တဝါကိုခုတ်တဇန္ဓုကပေါ့ကဲနောက်တစ်ခုတော့အဟိစနကုလောစအဟိနကုလံအဲ့တော့ဒါလည်းပဲအဟိနကုလပဂတိပြုမှာဆိုတော့ဘာမှလို့ထူးတွေလို့ဆရာမလို့ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒါလည်းပဲအဟိနကုလံကိုဓမ္မိုက်တော်နာဆိုဝိကျုဆိုအနက်ပေဒီမှာဗျာအဟိစာနကုလောစာအဟိနကုလံအဟိငွေလေနကုလောမွေပါလေအဟိနကုလံမွေပါအဟိစာနကုလောစာက
တမဟာရဒွန်တမတ်ဝိတုဝကြအဟိနကုလံကအဟိပုံနှင့်နကုလောပုတ္တုပေါင်းထားသောတမဟာရဒွန်တမတ်ပုပ္ပါဗျာ တမဟာရဒုံတပံတမဟာရဒုံတမန်ပုနောက်ဘိလာလမုဒိကဘိလာရောစာမုဒိကောစာမုဒိကောကတော့တချို့နေရာမှာမုဒိကာဆိုပြီးတော့အိဋ္ဌိလင်နဲ့လည်းကြည့်တယ်ပေါ့နိအဲ့တော့မုဒိကတရာပုံလင်အိဋ္ဌိလင်နှမျိုးရှိရတယ်ပြောအဲ့တော့ဒီမှာတော့ပုံလင်နဲ့ပဲဦးဇင်းတို့ဆိုလိုက်အောင်မလားအဲ့တော့ဘိလာလမုဒိကဆိုလို့ရှိရင်လည်းဘိလာရမုဒိကလို့ပကတိပြုမှာဆိုတော့ဘာမှပြုတ်တယ်မထူးဘူးပေါ့နော်ကဲဓမ္မိုက်တော်နဲ့တော့ဆိုလိုက်ပါဦး တင်ပါဗျာဘီလာရောစာမူတိကောစာဘီလာရာမူတိကံဘီလာရောစာကြောင်လေမူတိကောစာကျွတ်လေဘီလာရာမူတိကံကြောင်ကျွတ်ဘီလာရောစာမူတိကောစာကတမဟာရဒွန်တမဝိဂျိုဝကြဘီလာရမူတိကံကဘီလာရာပုံနေမူတိကပုတ်တို့ပေါင်းထားတော့ဒွန်တမပုတ်ပါဗျာ ဟုတ်တယ်အဲ့တော့နောက်တစ်ခုကကာကောလူကဒါတော့ကာကဥလူကပကတိပြုပြီးဆိုလို့ရှိရင်တော့တန်လေးစံနေနဲ့ဆက်မှာပေါ့ကာကဥလူကလို့ပကတိပြုပြီးတဲ့အချိန်ကြမှာတန်လေးစံနေနဲ့ရှေးအကိုချေနောက်ဥကိုအိုဒီပြုဆိုလို့ရှိရင်ကာဩတုကံကာကောလူကဖြစ်ရောပေါ့နာငယ်သေးတဲ့ပြဘက်ကိုအံပြုတယ်ဆိုလို့ရှိရင်ကာကောလူကံဖြစ်မှာပဲကဲဓမ္မိုက်တော်မူကိုကာကောလူကံဝိဇ္ဇုဆိုအနက်ပေးပေါ့နော်ပြီးတော့ရုပ်ပါတွက်လိုက်ပေါ့နော်အဲ့တော့ပုံမှန်ရုပ်တွက်အထဲမှာနဘုံငယ်ရမယ်အဲ့ဒီပုံမှန်ထဲမှာဘာပဲဆိုအတန်တိအစဉ်ရတစ်ခုထူတာပါအတန်တိပုတ်ဆက်ပေးတဲ့အခန်းတစ်ခုပို့လာတာပဲရှိတယ်ကျန်တာတူတူမထူးပါဘူးကဲရုပ်ပါတွက်လိုက်ပါ တင်မဖေဟာကာကောစာဥလူကောစာကာကောလူကံကာကောစာကြီးငဲ့လေဥလူကောစာခင်ပုံငဲ့လေကာကောလူကံကြီးငဲ့ခင်ပုံငဲ့ကာကောစာဥလူကောစာကတမဟာရဒွန်တမတ်ဝိချိုဝကြအခါကာကောလူကံကကာကာပုံဥနေကုလူမကကာပုံနေဥလူကပုတ်တို့ပေါင်းထားတော့တမဟာရဒွန်တမတ်ပုတ်ပါဗျာကာကောလူကံကိုကာကထတာစတတာဥလူကထတာစတတာဒီမကတိဝိပတ်လေးလုံးတဲ့ဒီအခါကျတော့ကာကောစာဥလူကောစာဟုတော့တမဝကြကပြီးဤကာကောစာကြီးငဲ့လေဥလူကောစာခင်ပုတ်လေဣတိအထေဤတို့တော့အနက်၌နာမနံသမုတ်စေယောထွန်တော်ဟုသောတုံးဖြင့်ကာကနှင့်ဥလူကာကိုတမတ်ဆက်၍ထွန်အမိမဲ့ဒါကနာမနံတမတော်ရုတ်တတော်ဟုသောတုံးဖြင့်ရုတ်ထထတမတ်အမိမဲ့တေတံဝိပတ္တိယောလောဘစာဟုသောတုံးဖြင့်တမတ်ဤဝိပတ္တုကိုခြေတေတံတရာပူဖြင့်စနှလုံးကိုခြေပဂတိစတ္တတရံတတဟုသောတုံးဖြင့်တရအဆုံးရှိသောကာကနှင့်ဥလူကာကိုကာကဥလူကာဟုပကတိပြုပါဗျာသူပြောလို့ရှိရင်တထာဒွန်နေပါဏိတူရိယယောဂတေနိခခုတ်တသန္တုကဝိဝိတာဝိရုဒ္ဓဝိတဘာဂထာဒီနေစဟုသောတုံးဖြင့်ကာကဥလူကကိုနပုံးဧကံငယ်ပါဗျာနပုံးဧကံငယ်ပြီးသွားလို့ရှိရင်ဟိုစားခွင်းပြီးတော့ကခွင်းအကျွင်းပါဗျာကျွင်းပြီးသွားလို့ရှိရင်ဟိုပါလေဟိုဒီပရာတရီလောပံဟူသောတုတ်ပြနာဥတရနောင်တော်ကြောင့်ရှေ့အာတရာကိုခြေဝါစာတဝိနံလုတ်တေဟူသောတုတ်ဖြင့်ရှေ့အာတရာခြေပြီးတည်ရှိသောနောက်ဥတရကိုအတဝင်ပြုပါဗျာပြုပြီးတော့ခါတော့ကနောက်တုခတ်အဲဆိုကာကောလူကဖြစ်သွားပါဗျာတတိတနံငယ်တိတတိဝိဘတ်ကိုအံပြုကခွင်းခြေကကာကောလူကံကပြီးပါဗျာကာကောလူကံကပြီးနောက်ဒါဆိုလို့ရှိရင်သီလပညာဏံသွားပါတော့သီလနဲ့ပညာဏကလည်းနှစ်ပုံးလေးပဲပေါ့နော်အဲ့တော့သီလပညာဏလို့ပဲဂတိပြုမှာဆိုတော့အတူကဲတမိုင်းတော်တဲ့စေသီလပညာဏံကျမဗျာသီလင်္စပညာနင်းစသီလပညာနံသီလင်္စသီလလေပညာနင်းစပညာလေသီလပညာနံသီလပညာအဲ့တော့သီလင်္စပညာနင်းစကတမဟာရဒွန်တမတ်ဝိတ္တဝေကြသီလပညာနံငါသီလပုတ်နှင့်ပညာပုတ်တို့ပေါင်းထားသော
ပေါင်းထားသောတမဟာရဒွန်သမတ်ပုတ်ပါဗျာ နောက်သမထဝိပဿနာတဲ့အဲ့တော့သူကတော့သမထဝိပဿနာအဋ္ဌိလေဆိုတော့ပကတိပြုတဲ့အခါမှာသမထတည်ဝိပဿနာတည်ပြီးတော့ပကတိပြုတဲ့ခြေကြလို့ရှိရင်လည်းသမထဝိပဿနာလို့ဖြစ်မှာဆိုတော့အဲ့တော့အဋ္ဌိလေဆုံးနေတဲ့အတွက်ကြောင့်နောက်ဆုံးဥစ္စာကိုနပုံငဲ့ပြီးပြီဆိုလို့ရှိရင်သရောရသောနပုံငဲ့ပြီးပြီဆိုလို့ရှိရင်သရောရသောနပုံတကေဟူသောသူဖြစ်နပုလေ၌ဖြစ်သောအာကိုအာရတပြုဝိပဿနာလို့ဖြစ်သွားပါတော့အဲ့ဒီခြေကြမှာနံငယ်တည်တဲ့သူပိုင်းကိုအံပြုမယ်ကဲတမိုင်းတွန်းလင်းတော့ဒါသမထဝိပဿနာတော့ဝိဂျိုရဲဆိုမယ်ဂျိုလက်တွေ့မယ်ပေါ့နော် တင်ပါဗျာတမထဝိပဿနာတမထောစာဝိပဿနာစာတမထဝိပဿနာတမထောစာတမထလေဝိပဿနာစာဝိပဿနာလေတမထဝိပဿနာတမထဝိပဿနာဟောတမထောစာဝိပဿနာစာကတမဟာရဒွန်တမဝိဂျိုဝကြတမထဝိပဿနာကတမထပုံနေဝိပဿနာပုံတို့ပေါင်းထားတော့တမဟာရဒွန်တမပုတ်ပါတယ်ဆိုတမထဝိပဿနာကိုတမထစတာစတတာဝိပဿနာတတာစတတာဒီဆိုတမထောစာဝိပဿနာစာတော့တမဝကြကပြီးတမထောစာတမထလေဝိပဿနာစာဝိပဿနာလေဣတိအထေဤတို့သောအနန္တ၌နာမနံသမုတ်စယောဒွန်တော်ဟူသောသုတ်ဖြင့်တမထနှင့်ဝိပဿနာကိုတမဆက်၍ဒွန်တမအမိမဲ့နာမနံတမတော်ယုတ်တတော်ဟူသောသုတ်ဖြင့်ယုတ်တထတမအမိမဲ့တေတံဝိပတ္တိယောလောဘာစာဟူသောတုတ်ဖြင့်တမဤဝိပတ္တုကိုခြေဗဂတိစတတရံတတဟူသောတေတံတတာဘုဖြင့်စတတာကိုခြေပဂတိစတတရံတတဟုသောတုတ်ဖြင့်တမထဝိပဿနာကိုတမထဝိပဿနာဟုပဂတိပြုပြီးတော့သဒ္ဓတွန်တေပါဏိတူရိယယောဂတေညင်ကခုတ်တဇန္တုကဝိဝိဒဝိရုဒ္ဓဝိတပကထာဒီညင်စဟုသောတုတ်ဖြင့်တမထဝိပဿနာကိုနပုံဧကံငှက်ပြီးွားရင်တရောရသောနပုံတကေဟူသောတုတ်ဖြင့်သမတ်ပုတ်၏အဆုံးရှိသောအာကိုအာရတပြုတော့သမထဝိပဿနာရပြီသမထဝိပဿနာရင်တတိတာနံငယ်တိတတိဝိပဿကိုအံပြုနာခွင်းချေကသမထဝိပဿနာကပြီးပါဗျာသမထဝိပဿနာကပြီးအဲ့တော့ဝိဇ္ဇာစရဏတော့သူကတော့အလယ်မှာလဲဝိဇ္ဇာလို့အဋ္ဌိလေးနဲ့ပဲဒီတိုင်းရှိမှာဆိုတော့ဘာမှလုပ်เสียမလို့ပေါ့နော်ဝိဇ္ဇာစရဏကဲဒါကတော့တမိုက်တော်မီကိုဆိုလိုက်ပါဦးဝိဇ္ဇာစရဏဓမ္မဗျာဝိဇ္ဇာစစရဏင်စဝိဇ္ဇာစရဏံဝိဇ္ဇာစဝိဇ္ဇာလေစရဏင်စစရဏလေဝိဇ္ဇာစရဏံဝိဇ္ဇာစရဏအခါဝိဇ္ဇာစစရဏင်စကတမဟာရဒွန်တမဝိဂျိုဝကြဝိဇ္ဇာစရဏင်ဝိဇ္ဇာစရဏံကဝိဇ္ဇာပုံနဲ့စရဏပုတ်တို့ပေါင်းထားတော့တမဟာရဒွန်တမပုတ်ပါဗျာမဟာရဒွန်တမပုတ်အဲ့တော့ဒါဆိုလို့ရှိရင်တော့ဦးဇင်းတို့သုတ်စင်မှာပြောတဲ့ဥစ္စာပြီးပြီပေါ့နော်အဲ့တော့ဒါတော့အောက်ဥစ္စာကြတော့ရူပတိတိနဲ့နည်းနည်းလေးရောနေရကြပါအဲ့တော့သမာရဒေါမမတ်တွေကအခုအပေါ်မှာဆိုခဲ့တဲ့အတိုင်းနဘုဧကငဲ့လို့ပြောပေမဲ့ဦးဇင်းတို့အမောနေဂဟိတံဇာလပေဟိသုမှာပါတယ်အံမောဟာအံစမောစအံမောဆိုပြီးတော့ဦးဇင်းတို့အဲ့ဒါဘာဖြစ်နေလဲဆိုလို့ရှိရင်ဧကိုကေတော့မှန်တယ်ပုံလေးဧကိုဖြစ်နေရပါဗျအဲ့ဒီအတွက်ကြောင့်သမာရသူ့ကြလို့ရှိရင်တော့နဘုဧကငဲ့လို့မရဘူးပေါ့အရှိတိုင်းအံမောတိုင်းနောက်ဘုရဲ့အဆိုတိုင်းပဲရှိနေမှာပေါ့လေနောက်ဘုရဲ့အဆုံးတိုင်းပဲရှိနေမှာဆိုတော့ပုံလေးဧကိုကေဖြစ်နေတယ်ပုံလေးဧကိုကေဖြစ်နေတယ်နောက်ဟိုကကြလို့ရှိရင်လည်းသန္ဓပါရိသုတ်တိတို့သန္ဓပါရိသုတ်တိတို့ပရိသန္တိပောတိတို့ဒါတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူကအဋ္ဌိလေဧကိုကေဖြစ်နေပေါ့အဲ့ဒီအတွက်ကြောင့်ဒီတမဟာရဒေါမမတ်ဟာဒီလိုအရာနဘုဧကိုငဲလို့ပြောနေတယ်နဘုဧကိုမို့ပဲနဲ့ဒီပုံလေးဧကိုတို့အဋ္ဌိဧကိုတို့လည်းရှိပါတယ်ဒါဆိုလို့ရှိရင်ကောက်ချက်က
နဘုံနဲ့ echo မှာ echo ကိန်းတော့မြဲတယ်နဘုံကမမြဲဘူးဆိုတဲ့သဘောပေါ့နော်နောက်တစ်ခါဒီတို့ရဲ့အာဒီအာဒီကကြရပါလေဒီတိုင်းကြည့်လိုက်မှာပေါ့နော်ဒါဟိုဟာဖြစ်နေရူပသတိနဲ့နည်းနည်းရောနေရူပသတိနဲ့ရောနေအဲ့တော့ရူပသတိနဲ့နည်းနည်းရောနေတော့ရူပသတိကိုဖယ်ပြီးတော့ကြည့်လိုက်အောင်အဲ့တော့ရူပသတိကဒီဟာကိုကောက်ချက်သူကပစ္စည်းမှာပြထားတဲ့ဥစ္စာတွေကိုသူကကောက်ချက်ချလိုက်တော့လေချင်းစန့်ကျင်သင်္ချာတရာပရိမာဏပစနနှင့်စန္ဒလမှုသကုတိတာအပ္ပနာဇတ်ဒွန်6ရဧကနဘုငဲ့တတိဆိုတာအာတိတတာနဲ့ဟိုငဲ့နိုင်ငဲ့တဲ့ဥစ္စာတွေကိုသူပြတာပေါ့လေအာတိတတာနဲ့ငဲ့တဲ့အာတိတတာနဲ့ငဲ့တာတွေကိုပြတယ်ဒါပေမဲ့အဲ့ဒါကိုဦးဇင်းတို့ကအာတိတတာနဲ့ငဲ့တဲ့ဥစ္စာအာတိတတာကိုပစ္စည်းရဥစ္စာတိုင်းပါဠိကိုကြည့်လိုက်မယ်ပေါ့နော်ဒီပစ္စည်းပါဠိပဲကြည့်ပြီးတော့ပစ္စည်းရုပ်ပဲဟိုကဖြစ်အောင်ဓာတိစဓာသောစဓာတိဓာတံအဲ့တော့ဒါတော့ပါတယ်ဓာတိစဓာသောစဓာတိဓာတံအဲ့တော့ဓာတိစဓာသောစဓာတိဓာတံဆိုတော့ဓာတိဓာသတည်ပြီးတော့ပဂတိပြုတယ်ဆိုလို့ရှိရင်လည်းဓာတိဓာသဖြစ်တဲ့အချိန်ကြလို့ရှိရင်အလယ်မှာရှိတဲ့ဤကိုကွာစာတိမင်းစုတ္တနာဒီကရတပစ္စေသူစံနဲ့ရတပြုပေါ့နော်ရတပြုရမှာပေါ့နော်ရတပြုရမှာနောက်အဘုဧကငဲ့တော့ကြတော့တရဒုန်ပါဠိတွေကယောဂတဲ့ခုဒ္ဒဇန္တုက3နိုင်ရှိတော့အတ္တိတရာဖြစ်အဘုဧကငဲ့ဒီလိုမျိုးလာမှာပေါ့နော်ဒါဆိုလို့ရှိရင်ဒါနဘုဧကငဲ့တာကိုအတ္တိတရာနဲ့ငဲ့တဲ့ပုံစံတွေပေါ့ဓာတိစဓာသောစဓာတိဓာတံကဲတမိုင်းတော်မဆွေဒီမှာဝိဇ္ဇုဆိုလိုက်ပါဦးဓာတိစဓာသောစဓာတိဓာတံဓာတိစကျွန်မလေဓာသောစကျွန်ထီလေဓာတိဓာတံကျွန်မကျွန်ထီဓာတိစဓာသောစကတမဟာရဒွန်သမတ်ဝိဒုဝေကြဓာတိဓာတံကဓာတိပုတ်နှင့်ဓာတပုတ်ပေါင်းထားသောတမဟာရဒွန်သမတ်ပုတ်ပါဗျာတမဟာရဒွန်သမတ်ပုတ်အဲ့တော့သူအလယ်မှာရတပြုရမှာပေါ့နော်ဟုတ်တင်ပါဗျာဟောစာရီရုပ်တွက်လိုက်ပါဦးဓာတိစဓာသောစကိုဓာတိတရာနဲ့ဓာတတရာတိဓာတိတရာစတရာဓာတတရာစတရာတိဓာတိစဓာသောစဟုသမတ်ဝကြဖြစ်ဓာတိစကျွန်မလေဓာသောစကျွန်ထီလေဣတိယတိဤသို့သောအနှင့်၌နာမနံသမုစီယောဒွန်တော်ဟုသောတုတ်ဖြင့်ဒုသမတ်အမိမဲ့အပြင်နာမနံတမသောယုတ်တထောဟုသောတုတ်ဖြင့်ယုတ်တထသမတ်အမိမဲ့ယုတ်တထသမတ်အမိမဲ့ပြီးလို့ရှိရင်တေတံဝိဘတ်တိရောလောပါစာဟုသောတုတ်ဖြင့်သမတ်ဤဝိဘတ်တို့ကိုခြေတေတံတရာပိုဖြင့်စတရာတို့ကိုလည်းခြေပကတိသတ္တတရံတသဟုသောတုတ်ဖြင့်ဓာတိဓာတကိုဓာတိဓာတဟုပကတိပြုအဲ့ဒါပြီးတော့မှတထာဒွန်ဒီမာနိဒုရိယယောဂသေနင်္ဂခုဒ္ဒဇန္တုကဝိဝိဒဝိရုဒ္ဓဝိသဘာကဂတ္ထတာဒီနင်္စဟုသောသုံး၌အာရိတထာဖြင့်သူကိုကြတော့နဘုံဧကငဲ့ပြီးလို့ရှိရင်ကွာစာရိမစ္ဆုတ္တရာနံဒီဂရတ္တပစ္စယေသူစဟုသောသုံးဖြင့်ဓာတိကိုသူရတ္တပြုဓာတိဓာတာဖြစ်တော့မှာတတိတသမတသုတ်ဖြင့်နံခဲ့ပြီးတိဝိဘက်ပြီးတော့ရင်တိဝိဘက်ကိုဩပြုဒါအဲ့ဒီမှာအံပြုမယ်လေတိဝိဘက်ကိုအံပြုဒီမှာဗျာအံပြုဒါနောက်ပြီးတော့ရင်တခွင်းချေကဓာတိဓာတံကပြီးပါဗျာအဋ္ဌိပုမှန်တော့ဒီတိုင်းပဲဆိုတော့ရုပ်တော့မတွဲတော့ဘောနော်အဲ့မှာအဋ္ဌိမှာရတပြုပဲပေါ့နော်သူဤဆိုတော့အဋ္ဌိပုမှန်တော့ကဲတမိုက်တော်နေတော့အဋ္ဌိပုမှန်ဝိဇ္ဇုဆိုအဲ့ဒါပဲပို့ခွဲလိုက်ပါဦးတင်ပါဗျာအဋ္ဌိပုမှန်အဋ္ဌိစာပုမာစအဋ္ဌိပုမှန်အဋ္ဌိစာမိန်းမလေပုမာစယောက်ျားလေအဋ္ဌိပုမှန်မိန်းမယောက်ျားအဋ္ဌိစာပုမာစကတမဟာရဒွန်တမတ်ဝိဇ္ဇဝကြအဋ္ဌိပုမှန်ကအဋ္ဌိပုံနှင့်ပုမာ
ပုမာပုတ်တူပေါင်းထားတော့တမဟာရဒွန်တမတ်ပုတ်ပါဗျာအဲ့တော့ဓမ္မတော်မီကပတ္တစီဝရံ တမဗျာပတ္တောစာစီဝရင်စာပတ္တစီဝရံပတ္တောစာတပိတ်လေစီဝရင်စာသင်္ကန်းလေပတ္တစီဝရံတပိတ်သင်္ကန်းပတ္တောစာစီဝရင်စာကတမဟာရဒွန်တမတ်ဝိဂျုဝကြ ပတ္တစီဝရံကပတ္တပုတ်နှင့်စီဝရပုတ်တို့ပေါင်းထားသောတမဟာရဒွန်တမတ်ပုတ်ပါဗျာအဲ့တော့နောက်ကဲဓမ္မတော်ဆရာစတ္တုပါဏသူကတော့စတ္တဥပဟဏတို့စတ္တဥပဟဏပေါ့တရားအဋ္ဌိလေတော့ဥပဟဏအဋ္ဌိလေဒါဆိုလို့ရှိရင်တော့ဒီမှာမှတ်ချက်တွေတခုရေးထားအောင်ပေါ့နော်မှန်တယ်ဒါကကြတော့သရောအပေါ်အတိုင်းပဲသရောရသောနဲ့ရသပြုအောင်ပါပေါ့အတန်တိနီးနဲ့စတ္တနဲ့ဥပနဲ့ကိုပေါင်းပြတဲ့အချိန်ကြမှာစတ္တုပါဏလို့ဖြစ်တဲ့အချိန်ကြလို့ရှိရင်သရောရသောနဘုံသကိနဲ့နဘုံငှက်ထားတဲ့အာကိုအာရသပြုမှာပေါ့နော်ကဲဓမ္မတော်နဲ့ဆိုတင်ပါဗျာရုပ်တော့မတွက်ပါနဲ့တော့ဝိဂျုဆိုအနက်ပေပို့ခွဲလိုက်ပါတင်ပါဗျာစတ္တင်စဥပဟဏစစတ္တုပါဟဏစတ္တင်စထီလေဥပဟဏစဖနက်လေအဲ့တော့စတ္တုပါဟဏထီဖနက်စတ္တင်စဥပဟဏစကတမဟာရဒွန်တမတ်ဝိဂျုဝကြစတ္တုပါဟဏကစတ္တပုံနှင့်ဥပဟဏပုတ်တို့ပေါင်းထားသောတမဟာရဒွန်တမတ်ပုတ်ပါဗျာအဲ့တော့နောက်ပြီးတော့ပဲရောက်သွားလဲတိကစတုကံပေါ့နော်တိကစတုကံအဲ့တော့တိကစတုကံလည်းဒီကျဲပဲပေါ့နော်ဒါပေမဲ့ဒါကတော့ရူပသတိမှတ်ချက်ကတော့သင်္ချာတရာကိုအဲ့လိုမျိုးတွဲတဲ့အခါဆိုလို့ရှိရင်နဲတဲ့ဥစ္စာကိုရှေ့မှာပဲထားမှာပေါ့စတုကတိကံဆိုလို့ဒီလိုမျိုးဘုရားဟောပါဠိမသုံးတော့ဘူးဆိုတဲ့သဘောပေါ့နော်ကဲဓမ္မဒေါ်နေတော့ဆိုလိုက်ပါတင်ပါဗျာတိကစတုကံတိကင်္စစတုကင်္စတိကစတုကံတိကင်္စ3ခုအပေါင်းလေစတုကင်္စ4ခုအပေါင်းလေတိကစတုကံ3ခုအပေါင်း4ခုအပေါင်းတိကင်္စစတုကင်္စကတမဟာရဒွန်တမတ်ဝိဂျုဝကြတိကစတုကံကတိကပုတ်နှင့်စတုကပုတ်တို့ပေါင်းထားတော့တမဟာရဒွန်တမတ်ပုတ်ပါမဟာရဒွန်တမတ်ပုတ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ဦးဇင်းတို့ဒါကတော့ရူပသတိပြယူပါနော်ဝေနောစာရထကာရောဆိုတာဝေနအထကာရံကဲဓမ္မတော်မီကိုဝေနရထကာရံဓမ္မဗျာဝေနရထကာရံဝေနောစာရထကာရောစာဝေနရထကာရံဝေနောစာနိတမလေရထကာရောစာယထာလုတ်တမလေဝေနရထကာရံနိတမယထာလုတ်တမဝေနောစာရထကာရောစာကတမဟာရဒွန်တမတ်ဝိဂျုဝကြဝေနရထကာရံကဝေနပုတ်နှင့်ရထကာရပုတ်တို့ပေါင်းထားသောတမဟာရဒွန်တမတ်ပုတ်ပါဗျာတာဂုဏိကမာဂဝိကလည်းအထူးပါဘူးကဲဓမ္မဒေါနဆိုလိုက်ပါဦးတာဂုဏိကမာဂဝိကံတာကုနိကောစာမာဂဝီကောစာတာကုနိကမာဂဝိကံတာကုနိကောစာငှက်မုတ်ဆိုးလေတာမာဂဝီကောစာတာမုတ်ဆိုးလေတာကုနိကမာဂဝိကံငှက်မုတ်ဆိုးတာမုတ်ဆိုးအဲ့တော့တာကုနိကောစာမာဂဝီကောစာကတမဟာရဒွန်တမတ်ဝိဂျုဝကြတာကုနိကမာဂဝိကံကတာကုနိကပုံနှင့်မာဂဝိကပုတ်တို့ပေါင်းထားတော့တမဟာရဒွန်တမတ်ပုတ်ပါဗျာဒါဆိုလို့ရှိရင်တော့ဦးဇင်းတို့တထတုံတွေပြီးပြီပေါ့နော်အဲ့တော့နောက်တစ်သူပေါ့အောင်ဝိပါဒရုခတိနာပတုဒနာဒနာဖြစ်ရမှာဘယ်လိုဖြစ်လို့ခဏဖြစ်ပတုဒနာတင်ညာဇနပဒဒီနေစကဲဓမ္မဒေါ်နေတော့သုံးနဲ့ဆိုလိုက်ပါဦးတင်ပါဗျာဝိပါဒရုခတိနာပတုဒနာနိညဇနပဒဒီနေစဒွန်ဒေဒွန်တမန်နာရုခတိနာပတုဒနာဒီညဇနပဒဒီနေစတ
ပြပင်ညက်သားကောင်ဥစ္စာစပါဇနပုတ်အစဇနပုတ်အနတ်ဟောတကအစားရှိသည်တို့ဤလေဝိပါဒဝိကအားဖြင့်ဧကထံဧကဘုတ်ဖြစ်သည်၎င်းနပုံးတကလင်ကတင်စနပုံးလိန်အဖြစ်ဒီလကဟောတိဖြစ်ဤအာတထကပိတနံအာတထကပိတနာစသည်ဒီပါဗျာအဲ့တော့ဒီတော့ကတော့ तू ကဟိုရှေ့တော့ကကြတော့နဘုတ်ဧကမြဲတယ်ပေါ့ဒီတော့ကကြတော့နဘုတ်ဧကရန်ခါပဲငဲ့မှာ तू ကရန်ခါပဲငဲ့မှာမငဲ့တာလည်းရှိတယ်မငဲ့ဘူးဆိုလို့ရှိရင်တော့အတ္တမဟာရတုံဖြစ်သွားပါတော့ငဲ့တယ်ဆိုလို့ရှိရင်တော့သမာဟာရတုံအဲ့ဒါဆိုလို့ရှိရင်ဒီတော့ကကြတော့ဒီလိုပြထားတဲ့အင်္ဂါတွေကကြသမာဟာရတုံအတ္တမဟာရတုံနှစ်မျိုးလုံးရှိနေတဲ့ပုံတွေပေါ့နော်အဲ့တော့သစ်ပင်ဟောတတာနောက်တကမြက်ပင်ဟောတတာသားကောင်ဟောတတာဥစ္စာဟောတတာစဘာဟောတတာစနပုတ်ဟောတတာကိုဒွန်သမတ်တွဲတဲ့အဆံမှာတော့ရန်ခါနပုတ်ဧကိုငဲ့ရမယ်ပေါ့ရန်ခါပဲပေါ့ဟိုရန်ခါပဲငဲ့မယ်တဲ့အဲ့တော့နပုတ်အင်္ဂါငဲ့ဆိုလို့ရှိရင်တော့ဦးဇင်းတို့သမာဟာရဒွန်သမတ်ဆိုလို့ရှိရင်တော့အကုန်လုံးဂိုင်းစဉ်ပြခဲ့ပါသမာဟာရဒွန်ဟိုမှာရှေ့သို့ကပုံစံတိုင်းရှေ့သို့ကပုံစံတိုင်းတစ်ခုခုပေါ့နော်မစကုသောတာကိုစကုသောတာကိုခိုင်းစဉ်ပြခဲ့ပါဆိုလို့ရှိရင်သူကစိတ်ဓာတ်ဒီကိုင်းတိုင်းဘယ်ဘက်အချမ်းကအကိုကေးနေကြီးပဲနင်တို့စီရမှာပေါ့လေအကိုကေးတွေပဲစင်ရမှာအဲ့တော့အာသမဟာရဒုံဆိုလို့ရှိရင်လည်းသူ့ရဲ့လေအတိုက်ပေါ့နော်သူကပုံလင်းအိတ်တွေသုံးမျိုးလို့ရှိတယ်နောက်ပို့ရဲ့လေအတိုက်ဆိုတော့နောက်ပို့ရဲ့လေအတိုက်ဘုံကိုကိမ့်မဲ့ဆင်ရမှာပေါ့နော်ဤသို့ကပုံစံများကိုနဘိုးဧကငဲ့ရ၌နဘုံလေအကိုကြီးရုပ်စင်ပါတဲ့နောက်တကနဘိုးဧကမငဲ့ဘူးဆိုလို့ရှိရင်တော့နောက်ပို့ရဲ့လေကိုကြည့်ပြီးတော့ဘိုးရုပ်ကြီးစင်ပါတဲ့အဲ့တော့ပုံလင်းလည်းဖြစ်နိုင်တယ်နဘုံလင်းလည်းဖြစ်နိုင်အိတ်တွေလည်းဖြစ်နိုင်တယ်ပေါ့လေဒါကြောင့်ကဲရုခနဲ့ဆက်ဆက်တဲ့ဥစားသွားအောင်အတ္တထောစာကပိတနောစာအတ္တထကပိတနံဒါကြတော့နဘုတ်ဧကငဲ့တာပေါ့လေနဘုတ်ဧကငဲ့တယ်ဆိုလို့ရှိရင်တော့နာငဲ့သိတဲ့သူ့ဘက်အံပြရမှာနဘုတ်ဧကမငဲ့ဘူးဆိုလို့ရှိရင်တော့အတ္တထဝိပါဒတတာအရာမငဲ့ဘူးဆိုလို့ရှိရင်တော့အတ္တထကပိတနာဖြစ်ပြီဆိုရင်နာငဲ့ရောသက်ရောဘက်ကိုအာပြုပြီးတော့အတ္တထကပိတနာလို့ဖြစ်မှာပေါ့နော်အဲ့တော့ဓမ္မတော်မူကိုပထမဆုံးဝိဇ္ဇုဆိုတော့အတ္တထကပိတနောကိုအတ္တထကပိတနာအတ္တထကပိတနာဝိဇ္ဇုနှစ်ခါဆိုလိုက်ပြီးတော့အနက်ကိုလည်းနှစ်ခါပေးလိုက်တင်မဖေဟာအဲဆိုအာတထောစာကပိတနောစာအာတထကပိတနံအာတထောစာကပိတနောစာအာတထကပိတနာပါဗျာအဲဆိုအာတထောစာညောင်ဘုတ်တဟေပင်လေကပိတနောစာညောင်ချက်ပင်လေအာတထကပိတနံညောင်ဘုတ်တဟေညောင်ချက်ပင်ပါဗျာတဲ့ခါကျတော့နောက်တစ်ခုကအာတထောစာညောင်ဘုတ်တဟေပင်လေကပိတဆိုလိုက်လေတမတင်မဗျာအာတထောစာကပိတနောစာအာတထကပိတနာပါဗျာအဲဆိုအာတထောစာညောင်ဘုတ်တဟေပင်လေကပိတနောစာညောင်ချက်ပင်လေအာတထကပိတနောညောင်ဘုတ်တဟေအာတထကပိတနာတင်မဗျာအာတထကပိတနာညောင်ဘုတ်တဟေပင်ညောင်ချက်ပင်တို့ပါဗျာအဲဆိုလို့ရှိရင်ပထမဝိဇ္ဇုဝကြကြတော့အာတထောစာကပိတနောစာကတွားကြခါကြတော့တွားကြတမဟာရဒွန်တမတ်ဝိဇ္ဇုဝကြပါဗျာအာတထကပိတနံကအာတထပုံနှင့်ကပိတနာပုတ်တို့ပေါင်းထားတော့တမဟာရဒွန်တမတ်ပုတ်ပါဗျာနောက်တစ်ကြောင်းကကြတော့အာတထောစာကပိတနောစာကအတမဟာရဒွန်တမတ်ဝိဇ္ဇုဝကြပါဗျာပြောကအာတထကပိတနာကအာတထပုံနှင့်ကပိတနာပုတ်တို့ပေါင်းထားတော့တွားကြကအတမဟာရဒွန်တမတ်ပုတ်ပါဗျာဒါဆိုလို့ရှိရင်တော့နောက်ဝက်ကြတွေကြလို့ရှိရင်တော့သမဟာရဒုံပဲဦးဇင်းတို့ဆိုတော့မှာပေါ့နော်အသမဟာရဒုံဆိုတော့ဘူးအဲ့တော့ပထမဆုံးဖြစ်တဲ့အတွက်ကြောင့်အတ္တထကပိတနံကိုတော့ဓမ္မတော်မူကိုရုပ်ပြလိုက်ပါဦးဓမ္မဗျာကပိတနံတော့ဗျာသမဟာရဒုံဓမ္မဗျာအဲဆိုရင်အာတထကပိတနာကြောင့်အာတထောစာကပိတကျုပ်ပဲတစ်ခါတွက်လိုက်တော့မလို့ဗျာအဲဆိုအာတထော
ကပိတနံအတ္တထကပိတနံကိုအတ္တထတတာစတတာကပိတနတတာစတတာတိဝိပတ်လေးလုံးတဲ့ဒီကအတ္တထောစာကပိတနောစဟုသောသမဝကြကပိဤအတ္တထောစာညောင်ဗုဒ္ဓဟေပင်လေကပိတနောစာညောင်ချက်ပင်လေဣတိအတ္တိဤတို့သောအနက်၌နာမနံသမုတ်စယောထွန်းတော်ဟူသောသုံးဖြင့်အတ္တထနှင့်ကပိတနာကိုသမတ်ဆက်၍ထွန်းသမတ်အမိမဲ့နာမနံသမုတ်စယောနာမနံတမတော်ရုပ်တတော်ဟူသောသုံးဖြင့်ရုပ်တထသမတ်အမိမဲ့တေတံဝိပတ္တိယောလောပါစာဟူသောသုံးဖြင့်သမတ်ဤဝိပတ္တုကိုချေတေတံတရာကိုဖြင့်စနှလုံးကိုချေပဂတိသတ္တတရံတတဟုသောသုံးဖြင့်အတ္တထတရအဆုံးရှိသောအတ္တထနှင့်ကပိတနာကိုအတ္တထကပိတနာဟုပဂတိပြုပါဗျပဂတိပြုရဆိုရင်ဝိပါဒရုခတိနာပတုဓနဒေညဇနပရာဒီနေစဟုသောသုံးဖြင့်အတ္တထကပိတနာကိုနပုံဧကငဲ့ပါဗျနပုံဧကငဲ့ပြီးပါဆိုရင်သူကပြီးသွားပြီဆိုတော့တတိတနိုင်ငံတိဝိဘတ်ကိုအံပြုခွင်းချေကအတ္တထကပိတနံငါပြီးဤပါဗျအဲ့တော့ဒါဆိုလို့ရှိရင်ဥတိရဗေဒနာပေါ့နော်ဥတိရဗေဒနာအဲ့တော့နဘုံဧကငဲတဲ့သမဟာရတုံပဲဦးဇင်းတို့ဝိဇ္ဇုဆုံးပဲအနက်ပေးမယ်ပုတ်ခွဲမယ်ပေါ့နော်ယုတ်ကတော့မထုပါဘူးကဲတမိုင်းဒေါ်လာဆိုဥတိရဗေဒနာဒီမှာဗျာဥတိရင်စဗေဒနင်စဥတိရဗေဒနာဥတိရင်စပန်းရင်လေဗေဒနင်စပြိမ့်မြက်လေဥတိရဗေဒနာပန်းရင်ပြိမ့်မြက်ဥတိရင်စဗေဒနင်စကသမဟာရတွန်တမဝိဇ္ဇဝကြဥတိရဗေဒနာကဥတိရပုတ်နေဗေဒနာပုတ်တို့ပေါင်းထားတော့သမဟာရတွန်တမပုတ်ပါဗျာအဲ့တော့အဇနဲ့ဧလကကြတော့အဇဧလကလို့ပုံပြတာတန်တိဆက်တာဒါပဲထူတယ်ပေါ့နော်ဒါလည်းမထူပါဘူးရုပ်မတွက်တော့ပါဘူးအဇေလကန်တမိုက်တော်လင်းတော်တင်ပါဗျာအစီလကအဇောစာဧလကောစာအစီလကအဇောစာစိတ်လေဧလကောစာတူးလေအစီလကန်စိတ်တူအဇောစာဧလကောစာကတမဟာရထွန်တမဝိဇ္ဇဝကြအစီလကန်ကအစာပုတ်နေစီဧလကပုတ်တို့ပေါင်းထားတော့တမဟာရထွန်တမပုတ်ပါဟုတ်တယ်မပုတ်ကဲတမိုက်တော်ဟိရိညသူ့ဝန်နဲ့မိုက်တော်မီကိုတမဖျားဟိရိညင်စာတုဝင်နင်စာဟိရိညတုဝင်နံဟိရိညင်စာငွေလဲတုဝင်နင်စာရွှေလဲဟိရိညတုဝင်နံငွေရွှေပါဗျာအဲဆိုဟိရိညင်စာတုဝင်နင်စာကတမဟာရထွန်တမတ်ဝိဇ္ဇဝကြပါဗျာဟိရိညတုဝင်နံကဟိရိညပုတ်နှင့်တုဝင်နာပုတ်တို့ပေါင်းထားတော့တမဟာရထွန်တမတ်ပုတ်ပါဗျာတမဟာရတုံတမတ်ပုတ်နောက်သာလိယဝံသာလိစာယဝစာသာလိယဝံသူလည်းမထုပါဘူးရုပ်တယ်တမိုက်တော်သားစီသာလိယဝံသာလိစာယဝစာသာလိယဝံသာလိစာတလေးစပါးလေယဝစာမူယောစပါးလေသာလိယဝံတလေးစပါးမူယောစပါးသာလိစာယဝစာကတမဟာရဒွန်တမဝိဇ္ဇဝကြသာလိယဝံကသာလိပုံနှင့်ယဝပုတ်တို့ပေါင်းထားတော့တမဟာရဒွန်တမပုတ်ပါဗျာအဲ့တော့ကာတိကောသလာကြတော့ तू ကကာတိကကြတော့ရုပ်ဘက်ချိန်ပြီးတော့ဒီကပြူထားလို့ကာတိပဲပေါ့နော်ကာတိပဲဆိုတော့ तू ကကြတော့လက်သပြုเสียမလို့ပေါ့ကာတိကောသလာပဲဘုဟုကိန်းမို့လို့ကာတိဖြစ်နေတာပေါ့ကဲတမိုက်ဒေါ်လေးတော့ကာတိကောသလံဒီမှာဗျာကာတိကောသလံကာတိစကောသလာစာကာတိကောသလံကာတိစာကာတိတိုင်းလေကာတိတိုင်းတို့လေကောသလာစာကောသလတိုင်းတို့လေကာတိကောသလံကာတိတိုင်းကောသလတိုင်း
ကောသလတိုင်းဆိုကာတိစကောသလစကတမဟာရဒွန်တမဝိကျူဝကြကာတိကောသလံကကာတိပုံနေကာတိနော်ဗျာ ကာတိ ရ ကာတိ ကာတိဟောကာတိပုံနေကောသလပုတ်တို့ပေါင်းထားတော့တမဟာရဒွန်တမပုတ်ပါဗျာ ကာတိတိုင်းကိုကာတိတိုင်းမဟုတ်ကာတိတိုင်းနော် ကာတိတိုင်း အဲ့တော့ဒါဆိုလို့ရှိရင်အာဓိသရာသွားအောင်ပေါ့နော်အာဓိသရာကြတော့အချင်းချင်းဆန့်ကျင်ပဲဟောတဲ့သရာငှက်ကိုဟောတဲ့သရာအဲ့ဒါကိုကြတော့ယံခါနဘုတ်ဧကံငယ်မှာပေါ့နော်ဒါပေမဲ့ဒီမှာလည်းပဲဦးဇင်းတို့ကသူကတိုက်ရိုက်ကတော့သူဒါမပြပါဘူးကဲဒါဆိုလို့ရှိရင်လာဝိဇအနာဝိဇံသူကကြတော့ဒါသန္တိစနေကနဲ့ရှေးအားကိုချိန်နောက်အားကိုအာဒီကပြုပြီးတော့လာဝိဇနာဝိဇဖြစ်နေပေါ့နော်ကဲလာဝိဇနာဝိဇဓမ္မိုင်းတော်မျိုးကိုလာဝိဇနာဝိဇံ တမဗျာတာဝိဇာနာဝိဇံတာဝိဇင်စာအနာဝိဇင်စာတာဝိဇာနာဝိဇံတာဝိဇင်စာအပြစ်ရှိတော်တရားလေအနာဝိဇင်စာအပြစ်မရှိတော်တရားလေတာဝိဇာနာဝိဇံအပြစ်ရှိတော်တရားအပြစ်မရှိတော်တရားတာဝိဇင်စာအနာဝိဇင်စာကဘာကြခါကြတမဟာရဒွန်တမဝိတုဝကြတာဝိဇာနာဝိဇံကတာဝိဇာပုံနဲ့အနာဝိဇာပုတ်တို့ပေါင်းထားတော့တမဟာရဒွန်တမပုတ်ပါဗျာအဲ့တော့ဟိနပဏိတံကဲဓမ္မိုင်းတော်သားဆိုဟိနပဏိတံ တင်ပါဗျာဖိနင်စပဏိတင်စဟိနပဏိတံဟိနင်စအယုတ်လေပဏိတင်စအမြက်လေဟိနပဏိတံအယုတ်အမြက်ဟိနင်စပဏိတင်စကတမဟာရဒွန်တမဝိကျူဝကြဟိနပဏိတံကဟိနပုတ်နှင်ပဏိတာပုတ်တို့ပေါင်းထားတော့တမဟာရဒွန်တမပုတ်ပါဗျာအဲ့တော့ကဏ္ဍသုတ်ကံဓမ္မိုင်းတော်လင်းတော် တင်ပါဗျာကဏ္ဍတုတ်ကံကံနောစာတုတ်ကောစာကဏ္ဍတုတ်ကံကံနောစာအမဲလေတုတ်ကောစာအဖြူလေကဏ္ဍတုတ်ကံအမဲအဖြူကံနောစာတုတ်ကောစာကတမဟာရဒွန်တမဝိကျူဝကြကဏ္ဍတုတ်ကံကကဏ္ဍပုတ်နေတုတ်ကပုတ်တို့ပေါင်းထားတော့တမဟာရဒွန်တမပုတ်မဟာရဒွန်တမပုတ်အဲ့တော့ဒါဆိုလို့ရှိရင်တော့ဒီသုတ်ပြီပေါ့နော်အဲ့တော့ရှေ့ဘုမှာလည်းဒီသူကအချင်းချင်းဆန့်ကျင်တဲ့သရာလေးလို့ပြောအောင်ဒီအာဒီသရာနဲ့ကဒါရူပသတိပြတာပေါ့ဒီရူပသတိကြမှာတော့သိနေမှာဒါပေမဲ့အခုကသဘောသွားလေးကြည့်စရာလေးရှိတော့ပေါ့နော်အချင်းချင်းဆန့်ကျင်ပဲခေါ်တဲ့သရာတွေငှက်ကိုခေါ်တဲ့သရာတွေဆိုလို့ရှိရင်အာဒီသရာရနဘုံငှက်မယ်လို့ပြောအဲ့တော့အချင်းချင်းဆန့်ကျင်လို့ပြောတဲ့ဥစ္စာရှေ့သို့မှာလည်းဝိဝိဒဝိဒုဒအထူးထူးဆန့်ကျင်တယ်လို့ပြောတယ်အဲ့ဒါကိုကြားလို့ရှိရင်တော့ဘာဆန့်ကျင်လဲဒရတ်အဖြစ်ဆန့်ကျင်တာပေါ့အဲ့တော့ဒီသို့မှာဆန့်ကျင်တာကြတော့ဂုံအဖြစ်ဆန့်ကျင်တာကိုယူတာပေါ့လေဂုံအဖြစ်ဆန့်ကျင်တဲ့ဥစ္စာတွေယူတယ်အဲ့တော့အပြစ်ရှိခြင်းကိုနဲ့အပြစ်နဲ့ကုသိုလ်အပြစ်ရှိတာနဲ့မရှိတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဂုံအဖြစ်ကွာအဲ့တော့ဂုံအဖြစ်ဆန့်ကျင်နေတဲ့သဘောမျိုးပေါ့နော်အဖြူနဲ့မဲဆိုလို့ရှိရင်လည်းအဲ့ဒီအတိုင်းပဲပေါ့နော်အမဲနဲ့အဖြူဆိုလို့ရှိရင်လည်းဒီလိုမျိုးဆန့်ကျင်ဘက်ဂုံအဖြစ်ကွာတဲ့သရာတွေကိုယူတာပေါ့ဟိုမှာကြလို့ရှိရင်တော့ဒရတ်အဖြစ်ဆန့်ကျင်တာပေါ့နော်အဲ့တော့နောက်တစ်ခါဒါကြတော့ဒါလည်းဆောင်ဖို့မှတ်တာပေါ့နော်ဒီတွဲတဲ့အခါမှာဆိုလို့ရှိရင်အမျက်တတွဲနည်းငယ်တစ်ခုဣဥဆုံးရှိမှသရာတိရှေးဤဒုံဤရှေးကြများတည်းဆိုတော့ဒါလည်းရူပတိစိကံပေါ့နော်ဒုံတွဲတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီအမျက်နဲ့အယုတ်နဲ့ဆိုလို့ရှိရင်အမျက်ကိုရှေးကထားမယ်အ ਨੇ နဲ့အများဆိုလို့ရှိရင်အ ਨੇ ကိုရှေးရထားမယ်ဤအခရာနဲ့တခြားကာရန္တဆိုလို့ရှိရင်ဤကာရန္တကိုထားမယ်ဥနဲ့ဥနဲ့တခြားကာရန္တဆိုရင်ဥကိုရှေ့မှာထားမယ်နောက်တစ်ခါသရာတိသရအစမှာရှိတဲ့သရာနဲ့ဒီဇနာဒီဘီစမှာရှိတဲ့ဥစ္စာနဲ့တွဲမယ်ဆိုလို့ရှိရင်သရအစရှိတဲ့အထတို့လို့ဒါကိုရှေ့မှာထားမယ်လို့ဒီလိုပြောတာပေါ့လေဒါတော့ဥပဒေသပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်တော့ကစီမှာလာတဲ့ဟိုကတော့ပြီးပြီပေါ့နော်ကစီမှာလာတဲ့အဲ့တော့ရူပတိနည်းနည်းလေးကြည့်လိုက်တာပေါ့ဘာလေးနည်းနည်းကြည့်လိုက်မယ်ကြည့်သားအထတွန်ဒါဒုဝိတောသောဇဒုဝိတောဣတိတရယောဂသမဟာရဘေဒေနတဲ့
အဲ့တော့သူကကြတော့ဒီမှာကြတော့ဣတိရိတရယောဂလို့ဒီလိုသုံးတာပေါ့လေဣတိရိတရယောဂဆိုအဲ့တော့ဣတိရိတရယောဂဆိုတာဒီဟိုမှာတို့ကလည်းအကျဉ်းမှာတို့ကလည်းဦးဇင်းတို့ပြောခဲ့ပြီးပြီသူဒီဘာနဲ့တူတူရတယ်ဆိုလို့ရှိရင်အသမဟာရကိုပဲဣတိရိတရယောဂလို့ဒီလိုခေါ်တယ်လို့ပြောတယ်ပေါ့နော်ဣတိရိတရလို့ပြောတယ်နောက်တစ်ခါအဲ့တော့ဣတိရိတရသမဟာရလို့ဒီမှာပြတာပေါ့လေအဲ့တော့ဣတိရိတရယောဂေတာဝါတဲ့သာရိပုတ္တမောက္ကလနာဣတိထာတဲ့ဥပယထဥပယထပြီးနှစ်ခုလုံးမှာပထမဧကုတိပတ်တယ်မယ်ဘာလို့သာရိပုတ္တောမောက္ကလနောစသရာနှလုံးထည့်ရတယ်လဲဆိုလို့ရှိရင်သမုစေယဇောတနန္တံပေါင်းစည်းခြင်းဆိုတဲ့သမုစီအနက်ကိုခွန်ပြလို့တဲ့အတွက်ကြောင့်စသရာထည့်ရတယ်ပေါ့စသရာပြောကအဲ့တော့စသရာထည့်ရခြင်းအကြောင်းပဲဒါပဲပေါ့နော်အဲ့တော့ပြီးပြီဆိုလို့ရှိရင်စသရာခြေသားကြတော့ဘာလို့လဲဆိုလို့ရှိရင်ရှေ့ကအတိုင်းပဲစတသရာကိုဘာလို့ကမ္မန္တရိသမန်မာတို့ကသမတ်ပုဖြစ်သွားမဟာပုရိသောလို့သမတ်ဝကြဖြစ်သွားသမတ်ပုဖြစ်သွားတဲ့အခါမှာစသရာတသရာဘာလို့ခြေတယ်ဘာလို့ခြေတာတမိုက်တော်လင်းတော့ဘာလို့ခြေတာလဲမိသွား ဟုတ်မေးပါရင်အပြည့်ကောင်းလိုက်တာတမိုက်သက်သာလိုက်တယ် အဲ့ဖတ်တာဘူး သမန်ပုတ်ကပင်လေအဲ့ဒီရဲ့တွန်လင်အဓိကရဏအဖြစ်ကိုဟောနိုင်တဲ့အတွက်ကြောင့်စတသရာကိုခြေလိုက်တယ်လို့ပြောမှာအဲ့ဒီအတိုင်းပဲဒီမှာလဲဒီတိုင်းပဲပေါ့နော်ဒီသမန်ပုတ်ဖြစ်သွားတဲ့ခါကြလို့ရှိရင်အဲ့ဒီသမန်ပုတ်ကပင်လေသမုစီအနဲ့ကိုဟောနိုင်တဲ့အတွက်ကြောင့်အဲ့ဒီစသရာနှလုံးကိုခြေရတာပေါ့နော်ဒါပေမဲ့ဒီမှာပြတာကြတော့စသရာထက်ဝကြတွင်မှာစသရာထက်ရခြင်းပဲပါတယ်သမန်ပုတ်ဖြစ်သွားတဲ့ခါမှာစသရာခြေရတဲ့ဥစ္စာမပါဘူးအဲ့ဒါကိုဟိုကနေနီးမိလိုက်ကမ္မန္တရိယဥစ္စာနဲ့နီးမိလိုက်အတူတူပဲပေါ့နော်ကဲဒါဆိုလို့ရှိရင်ရှေ့နည်းနည်းလေးသွားအောင်နာမနာသမုစေယောတွန်တော်နာမာနမေဝဧကဝိပတ္တိခဏံတဲ့တကယ်တမ်းဆိုလို့ရှိရင်သမုစေယောတွန်တော်သုတ်စင်နေတဲ့သဘောကရှေ့မှာပါပြီးပြီဆိုလို့ရှိရင်ဒါစင်တိုင်းလည်းယူလို့ရတယ်ကြော်ပြီးတော့လည်းသုံးပြုလို့ရတယ်လေအဲ့ဒါဆိုလို့ရှိရင်နာမနံလို့ရှေ့မှာတော့ဘယ်တော့မှပါခဲ့တယ်နာမနံသမသောယုတ်တတ်တော် နာမနံသမသောယုတ်တတ်တော်ဆိုတဲ့အဲ့ဒီကနာမနံသရာပါလို့ရရတာနဲ့သမုစေယောပေါင်းစည်းတယ်ဆိုတော့ဒါနံကိုပေါင်းစည်းတာပဲဆိုပြီးတော့အဲ့ဒီနာမနံသရာကိုဆွဲယူလို့ရရတာနဲ့ထပ်ထက်တယ်ဆိုတာဒီအကြောင်းရှိလို့ပါတဲ့နာမေနမေဝတဲ့တခုတည်းမဟုတ်ဘူးသူကနှစ်ပုတ်တင်မဟုတ်ဘူးတခြားသောသမတ်တွေကနှစ်ပုတ်တွေပဲစတယ်ပေါ့နော်နှစ်ပုတ်စသည်တွေအပြည့်စတယ်အဲ့တော့ဒီမှာဘာလို့နာမနာထပ်ဆိုရလဲသူရည်ရွယ်ချက်ကနံပုတ်ဒွန်တွဲတဲ့အခါမှာနံပုတ်နှစ်ပုတ်သာမကဘူးသုံးပုတ်လေးပုတ်နံပုတ်များစွာကိုဒွန်တွဲနိုင်တယ်ဆိုတာကိုသိစေလိုတဲ့အတွက်ကြောင့်တဲ့နာမနန္တရာကိုထပ်ပြီးတော့ဆိုတာပေါ့လိုက်ပဲနဲ့အဲ့တော့ဝုဒိဖွင့်တဲ့အခါကျတော့အဲ့ဒီနာမနန္တရာကိုနာမာနမေဝဧကဥပ္ပတ္တိကနံယုတ်တတာနံလို့ဒီလိုဖွင့်တယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ဆိုလိုရင်းကတော့နှစ်ပုတ်ကိုသာဒွန်တွဲနိုင်သည်မဟုတ်သုံးပုတ်လေးပုတ်နံပုတ်များစွာကိုဒွန်တွဲနိုင်တာကိုပြလို့တဲ့အတွက်ကြောင့်နာမနန္တရာကိုအလိုက်မခံမဲ့နဲ့တိချာဖတ်ဆိုပါတယ်ပေါ့ကဲဒါဆိုလို့ရှိရင်ရပြီပေါ့နော်ပြီးတော့သမုစေယောနာမတဲ့တံပိတနတဲ့သမုစေယောပေါင်းစည်းတယ်ဆိုတော့တံပိတနပါပဲပေါ့နော်အဲ့တော့အဲ့ဒါကသမုစီကဘယ်နှမျိုးရှိတယ်လဲဆိုလို့ရှိရင်ကေဝလသမုစေယောကေဝလသမုစီအနွာစေယသမုစီဣတိရိတရယောဂသမုစီသမဟာရသမုစီဣတိရိတရယောဂကိုတော့တကယ်ကတော့အသမဟာရသမုစီလို့မြင်လိုက်ရင်ပြီးတာပဲလေအသမဟာရဝကြပါတဲ့ဥစ္စာအသမဟာရယောဂသမုစီပေါ့သမဟာရဒေါသမဝကြမှာပါလာကြတော့သမဟာရသမုစီဒီတိုင်းယူရင်ရပြီပေါ့နော်အဲ့ဒီတိုင်းယူရင်
အဲ့ဒီတိုင်ယူရင်ရတယ်အဲ့တော့ဒါဆိုလို့ရှိရင်ကေဝလသမုတ်စီအနဝဆေယသမုတ်စီဣတိတရယောဂသမုတ်စီသမဟာရသမုတ်စီဟိုနှစ်ခုကိုမှန်ပေါ့နော်ကေဝလသမုတ်စီဆိုတာကေဝလဆိုတာသက်ဆိုတာတခြားနဲ့မရောဘူးလို့ပြောဘာနဲ့မရောဘူးလဲဆိုတော့သူ့နောက်ကအနဝဆေယလက္ခဏာနဲ့မရောဘူးအနဝဆေယလက္ခဏာနဲ့မရောဘူးလို့ပြောတာအဲ့တော့သူပြတယ်ကေဝလသမုတ်စီရဲ့ပုံစံကိုပြတယ်စီဝရပေတာပါနေစစီဝရပေတာပါတင်စပစ္စေယံသေယနာသနံအထာတိပေတာပါတင်စဆွမ်းကို၎င်းအဲ့ဒီစသရာလေးကပစ္စယကိုသွားတယ်ပစ္စေယံစစေပစ္စည်းကို၎င်းသေနာသနင်စကြောင်းအေရာနေရာကို၎င်းအထာတိပေးလူပြီသင်္ကန်းကိုလည်းတကယ်တော့စီဝရပေတာပါတင်စသင်္ကန်းဆွမ်းကိုလည်းပေးတယ်လို့ပြောတာသင်္ကန်းဆွမ်းကိုလည်းပေးတယ်ဆိုတော့သင်္ကန်းကိုသာပေးတာမဟုတ်ဘူးတစ်ခုခုကိုလည်းပေးတယ်ဆိုပြီးတော့နောက်ကဗာလဲပစ္စယတို့သေယနာသနတို့သေယနာသနတို့စီဝရတို့ပါပါဗောနော်စီဝရတို့နောက်တခြား၃ခုကိုလည်းပဲပေးတယ်ဆိုပြီးတော့သင်္ကန်းကိုသာပေးတာမဟုတ်ဘူးတခြား၃ခုကိုလည်းပေးတယ်လို့စကားဆက်ရှိနေသေးတဲ့အတွက်ကြောင့်ဒါပိဋကပါဒစတဲ့ကျန်တဲ့၃ခုကအဓာတိကိုငဲ့နေတယ်ပေါ့နော်အဓာတိကိုငဲ့နေတယ်အဲ့ဒီအတွက်ကြောင့်သူ့အချင်းချင်းကတော့ဥပမာပေါင်းစည်းတယ်ဆိုတာသင်္ကန်းကိုလည်းပေးýဆိုတာသင်္ကန်းတယ်မဟုတ်ဆွမ်းကိုလည်းပေးတယ်ပစ္စည်းကိုလည်းပေးတယ်သေနာသနကိုလည်းပေးတယ်ဒါအပြင်ပိဋကပါဒကလည်းဆွမ်းလည်းပေးတယ်လို့ပြောဆိုတာဆွမ်းတယ်မကဘူးစီဝရကိုလည်းပေးတယ်ပစ္စည်းကိုလည်းပေးတယ်သေနာသနကိုလည်းပေးတယ်ဆိုတော့အဲ့ဒီပုတ်တွေပါငဲ့နေပစ္စည်းကိုလည်းပေးတယ်ဆိုလို့ရှိရင်သူကတခြားပုတ်ကိုငဲ့တယ်ဆိုလိုတာကစီဝရနဲ့ပိဋကပါဒပစ္စည်းသေနာသနဒီမှာပါတဲ့စသရာလေးကအချင်းချင်းကိုပေါင်းစည်းတာရှိတယ်ဒါပေမဲ့သူ့မှာအဲ့ဒီအချင်းချင်းအပြင်နောက်ထပ်ပုတ်တစ်ခုကိုငဲ့နေတာရှိနေသေးတယ်အဲ့ဒါကဘသူ့ကိုသွားငဲ့နေတာလဲဆိုလို့ရှိရင်အဓာတိဆိုတဲ့ပုတ်ကိုသွားငဲ့နေတယ်နံပုတ်အပြင်အချက်တစ်ခုကိုပါသွားငဲ့နေတယ်ပုံမှန်တိုင်းနံပုတ်အချင်းချင်းကိုပဲငဲ့တယ်ဆိုလို့ရှိရင်တော့ပေါင်းစည်းတယ်ဆိုလို့ရှိရင်တော့သမတ်ဆက်လို့ရတယ်အခုကစီဝရပေတပါဒပစ္စယသေနာသနအပြင်အဲ့ဒီပုတ်တွေကဘသူ့ကိုပါသွားငဲ့နေတယ်အဓာတိဆိုတဲ့ငဲ့နေတဲ့အတွက်ကြောင့်ဒီကေဝလသမုတ်စီမှာဆိုလို့ရှိရင်လေစီဝရင်စပေတပါတင်စပစ္စယင်စသေနာသနင်စစီဝရပေတပါဒပစ္စယသေနာသနင်ဆိုပြီးတော့ဒေါန်တမတ်ဆက်လို့မရပါဘူးတဲ့ရပြီနော်တမတ်ဒေါန်လည်းတော့ရပြီလားတင်ပါဗျအဲ့ဆိုသူကကရိယာပုံမှန်ဆိုရင်နံပုတ်နှစ်ခုပဲဆက်ရမယ်ကရိယာနဲ့သွားဆက်လို့မရဘူးနံပုတ်နှစ်ခုတင်မဟုတ်လေ၃ပုတ်လည်းရတယ်၄ပုတ်လည်းရတယ်နံပုတ်ချင်းဆိုရင်ရတယ်နံပုတ်ချင်းနေပဲရမယ်ကရိယာမှာသွားမဆက်ရအခုကကိရိယာကိုပါသူသွားဆင်းတယ်ဒီသင်္ကန်းကဘာလို့မှာလဲဆိုတော့ပေးမှာဒီပိဋကပါဒဘာလို့မှာဆိုပေးမှာဆိုတော့အဲ့ဒီပေးခြင်းကိရိယာကိုငဲ့နေတဲ့အတွက်ကြောင့်ဒါမရဘူးပေါ့နော်မိမိအချင်းချင်းမှတပါအာဓာတိဆိုတဲ့ကိရိယာတစ်ပါးကိုငဲ့နေတဲ့အတွက်ကြောင့်ရုပ်တထမဖြစ်တဲ့အတွက်ကြောင့်ဒေါန်သမတ်တွဲလို့မရဘူးအဲ့တော့ဒါကေဝလသမုတ်စီအနဝဆေယသမုတ်စီကဒါနင်စဒေဟိသီလင်စရက်ခာဟိအဲ့တော့ဒီမှာကြတော့ဒီဝကြနှစ်ခုကိုကြတော့အနဝဆေယပေါ့ဒါပေမဲ့ဒီမှာတချို့ဆရာတွေကစကိုတလုံးပဲပါတာသဘောကျတယ်ဥပမာဒါနင်စဒေဟိသီလင်ရက်ခာဟိဒါနကိုလည်းစောက်တီလို့ပြောတယ်အဲ့ဒီစသရာကနောက်ဝကြဖြစ်တဲ့သီလကိုလည်းစောင့်ရှောက်ဆိုတဲ့ဥစ္စာပါပြီးသားအဲ့ဒီအတွက်ကြောင့်တချို့ဆရာတွေကဒီရှေ့မှာပါတဲ့စသရာလေးကိုမပေါ့ဒါနံဒေဟိသီလင်စရက်ခာဟိလို့ဒီလိုမျိုးအနဝဆေယပုံစံကိုအဲ့ဒီတိုင်းထုတ်တယ်ပေါ့နော်ဒါနံဒေဟိသီလင်စရက်ခာဟိအဲ့ဒါဆိုလို့ရှိရင်အနဝဆေယရဲ့ဝကြအမှန်ပေါ့ရှေ့ဝကြနောက်ဝကြနှစ်ခုရှိတယ်နောက်ဝကြမှာပါတဲ့စသရာကိုအဲ့ဒါအနဝဆေယလို့ခေါ်တယ်ပေါ့နော်
အနွားဆရာလို့ခေါ်တယ်ဒါနဲ့အလူကိုဒေဟိပေးလူလောဒါစိတ်မှာစတာမပါစီရဘူးတဲ့သီလင်စသီလကိုလည်းရက်ခာဟိစောင်းလျှောက်လောတဲ့အဲ့တော့ရှေ့ဒါနံဒေဟိဝကြကဒါနံဒေဟိဝကြကနောက်ဝကြကိုမစီဘူးသီလင်စရက်ခာဟိရကြတော့အဲ့ဒီနောက်ဝကြကသီလကိုလည်းစောင့်ရှောက်လောလို့ပြောတယ်ဆိုတာ ਨੇ ရှေ့ဝကြကိုပါသူကစီးယူသွားပြီပေါ့နော်ဒါနံဒေဟိဆိုတဲ့ရှေ့ဝကြကိုပါစီးတယ်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကေဝလကကြတော့သူကအချင်းချင်းပြန်လှန်စီးယူတယ်ပေါင်းယူတယ်ပေါ့ကေဝလသမုစီကကြတော့ဒီအနွားဆရာကကြတော့နောက်ဝကြနေပြီးတော့ရှေ့ဝကြကိုပဲစီးယူတယ်အဲ့ဒီရဲ့အတွက်ကြောင့်တချို့ဆရာတွေကဒီစသရာလေးပါတော့သဘောမကြောက်ဘူးเนาะအဲ့ဒါကြောင့်စသရာမပါတဲ့နီးကိုပဲမှန်ပေါ့နော်အနွားဆရာသမုစီမှာဆိုလို့ရှိရင်တစ်ခုပဲပါမှာဝကြနှစ်ခုမှာတစ်ခုမှာပဲပါမှာအဲ့ဒါအနွားဆရာပေါ့နော်သူကဒီနောက်ဝကြကရှေ့ဝကြကိုပဲစီးတာပေါ့နော်ဟိုကေဝလမှာကြတော့ရှေ့ပို့ကလည်းနောက်ပို့စီးတယ်နောက်ပို့ကလည်းရှေ့ပို့စီးတယ်အချင်းချင်းပြန်စီးယူခြင်းရှိတယ်ဒါပေမဲ့သူကအချင်းချင်းအပြန်အပြင်ကိရိယာပုတ်တစ်ခုပါသွားငဲ့နေသေးတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒီရဲ့အတွက်ကြောင့်ဟိုဟာမျိုးမရအောင်ပေါ့အဲ့တော့ဒီအနွားဆရာသမုစီမှာကြတော့နောက်ဝကြနေတော့ရှေ့ဝကြကိုစီးတယ်အဲ့ဒီရဲ့အတွက်ကြောင့်ရှေ့ဝကြကိုစီးတာပေါ့နော်အဲ့ဒီအတွက်ကြောင့်ကေဝလမှာဒီအနွားဆရာနဲ့မတူတဲ့အတွက်ကြောင့်သူ့ကိုနာမည်ပေးတဲ့အခါမှာကေဝလသမုစီအနွားဆရာလက္ခဏာနဲ့မတူသောမရောသောဆိုပြီးတော့ဒီလိုမျိုးသတ်မှတ်ပြီးတော့ကေဝလသမုစီလို့ပေးတာပေါ့နော်အနွားဆရာကြတော့ဦးဇင်းတို့ကနောက်ဝကြနေရှေ့ဝကြစီးတယ်အဲ့တော့နှစ်ခုစလုံးရဲ့တူညီတဲ့အချက်တော့ရှိတယ်ဘာတူညီတာလဲဆိုလို့ရှင်သီလကိုလည်းစောင့်ရှောက်လို့ဆိုတော့အဲ့ဒီစသရာလေးကစောင့်ရှောက်ခြင်းအပြင်ပေးလှူလို့ဒါနကိုလည်းပေးလှူလို့ဆိုတော့ရှေ့ရဲ့ကိရိယာကိုလည်းသူကသွားစီးနေတယ်ပေါ့သွားစီးနေတယ်ဥပမာသီလကဒါနကိုစီးရုံအပြင်ဘာဟောပါနံပုတ်အပြင်ဘာကိုပါသွားပြီးတော့စီးယူနေလဲဆိုလို့ရှိရင်ဒေဟိဆိုတဲ့ကိရိယာပုတ်ကိုပါသွားစီးယူနေတယ်အဲ့ဒီအတွက်ကြောင့်ဒီကေဝလသမုစီရောအနွားဆရာသမုစီရောရုပ်တထမဖြစ်ဘူးပေါ့နော်အချင်းချင်းနံပုတ်အချင်းချင်းဆက်နွယ်မှုရှိတယ်ဆိုတဲ့ရုပ်တထမဖြစ်ဘူးဘာလို့မဖြစ်တာလဲဆိုလို့ရှိရင်ကိရိယာကိုငဲ့နေတဲ့အတွက်ကြောင့်အဲ့တော့ရှေ့ကေဝလမှာကြတော့စီဝရပိတဘာဒပစ္စယသေနသနာဆိုတဲ့လေးဖို့စလို့အဒါတိဆိုတဲ့ကိရိယာကိုငဲ့နေတယ်နောက်ဒီမှာကြတော့သီလင်္စရက်ခာကြီးဆိုတဲ့နောက်ဝက်ကြတာရှေ့ဖို့ကဒါနင်္စဆိုတဲ့နံဖို့အပြင်ဒေဟိဆိုတဲ့ကိရိယာကိုပါငဲ့နေတယ်အဲ့ဒီအတွက်ကြောင့်ကိရိယာကိုငဲ့နေတဲ့အတွက်ကြောင့်ဒီသမုစီ၄မျိုးထက်ကကေဝလသမုစီနဲ့အနွားဆရာသမုစီတော့ဘာမဖြစ်ဘူးလဲဆိုလို့ရှိရင်ဒွန်ဆက်လို့မရပါဘူးတဲ့ဒွန်ဆက်လို့မရပါဘူးဒါဆိုလို့ရှိရင်ကေဝလသမုစီနဲ့အနွားဆရာသမုစီပဲဟိုဟာဖြစ်ပါတာဟိုဣတရိတရနဲ့သမဟာရကြတော့ဦးဇင်းတို့သမဟာရဒွန်နဲ့အသမဟာရဒွန်မှာပါတဲ့စကားကြတော့ဣတရိတရယောဂသမုစီနဲ့သမဟာရသမုစီပဲပေါ့နော်တထနာမနဲ့အညသမဟာရဘောဣတရိတရယောဂသမသောဘဝတိဣတရိတရယောဂေစသမဟာရေစသမသောဘဝတိဣတရိတရယောဂနဲ့သမဟာရမှာကြားလို့ရှိရင်တော့သမက်ဆက်လို့ရတယ်တထနာမနဲ့အညမင်းညံယုတ်တထဘာဝတော်တဲ့ယုတ်တထဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ကေဝလသမုစီနဲ့အနွားဆရာသမုစီမှာကြတော့သမသောနဘဝတိသမက်မဖြစ်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ကိရိယာသာပေခတာယနာမနဲ့အညမညာအာယုတ္ထဘာဝတော်အဲ့တော့ဒါဆိုလို့ရှိရင်ကိရိယာသာပေခတာယနာမနဲ့အညမညာအာယုတ္ထဘာဝတော်ရဲ့ဒိဗေကိုနားလည်ပြီလားကိရိယာငဲ့သည့်အတွက်နံပုအချင်းချင်းယုတ်တထမဖြစ်ဘူးကြောင့်အဲ့တော့ကေဝလသမုစီမှာကိရိယာကိုငဲ့တာလဲအဒါတိဆိုတဲ့ကိရိယာကိုငဲ့နေတယ်အဲ့ဒီအတွက်ကြောင့်စီဝရပိတဘာဒပစ္စယသေနသနာအချင်းချင်းယုတ္တထမဖြစ်တဲ့အတွက်ကြောင့်သမက်ဆက်လို့မရအနွားဆရာမှာဆိုလို့ရှိရင်လည်းသီလင်္စရက်ခာဟိတာရက်ခာဟိကိရိယာကဒေဟိဆိုတဲ့ကိရိယာကိုငဲ့နေတဲ့အတွက်ကြောင့်ဒါနနဲ့သီလဆိုတဲ့နံပုတ်ချင်းချင်းယုတ္တထမဖြစ်တဲ့အတွက်ကြောင့်သမက်ဆက်လို့မရအကျန်တဲ့ယုတ္တထနဲ့ဟိုမှာကြတော့
သမအသမဟာရဒွန်နဲ့အသမဟာရယောဂစသရာနဲ့သမဟာရယောဂစသရာသမုစီရတော့သမတ်ဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်နံပုတ်ချင်းချင်းရုတ်တထဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ဓမ္မတော်သားစေရလား ဒီမှာဖေရပါတယ်ဖေရ ဒါဆိုလို့ရှိရင်ဦးဇင်းတို့ဒီနေ့တော့ဒီသမုစီ၄မျိုးပါပဲရထားအောင်ပေါ့နော်နောက်ပတ်ကြမှာကျန်တဲ့ရူပတိလေးအပိုင်းဆက်သွားအောင်